Okay အားလုံးပဲမင်္ဂလာပါခင်ဗျ 25 Gaming Channel နေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ် Operator ရဲ့ story ကြောင်းကတော့ဒီဝူရဲ့ story ကြောင်းဖြစ်ပါတယ်ဆက်လိုက်ကြအောင်ဒီမောင်လေးကစောင့်ကြည့်နေသူပေါ့နော်စကွင်းတင်မှာတတိကြီးရဲ့ဒီဝူက Data 4ရဲ့အထူးတက်ဖွဲ့ရင်တရားဖြစ်ပါတယ်မြို့ပြထဲမှာကြီးပြင်းလာခဲ့ပြီးတော့နေရာတိုင်းမှာဘေးရန်တွေရဲ့ကိုကြော်ပြက်လေးရှိသူတူဖြစ်ပါတယ်လိုဝက်စစ်စင်ရေးတွေမှာတက်ကြွလှုပ်ရှားခဲ့သူတူလည်းဖြစ်ပါတယ်သူရဲ့မဟာဗျူဟာနဲ့တိကျမှန်ကန်တဲ့အပြင်အတွင်းပိုင်းစိတ်ခံစားမှုတွေကြောင့်အားလုံးသိကြရတဲ့ဝူဆိုတဲ့နာမည်ကိုရရှိခဲ့ပါတယ်ရန်သူတွေကိုမသိခင်မှာပဲကျန်တမှုကိုဖျက်ဆီးစေခဲ့တဲ့ကြိုးကြလေးဖြစ်လေတိကျမြင်ကန်စွာလှုပ်ဆောင်တတ်တဲ့စစ်တီတူဖြစ်ခဲ့ပါတယ်တခါတလေမအောင်မြင်ခဲ့စစ်စင်ရေးတွေကသူ့အားတက်စေခဲ့ပြီးတော့ရဲတောက်တောင်းအခုချိန်ကြီးထမ်းဆောင်နေတယ်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီဝူစတိုရီကိုတေးလောက်ရှင်းပြပေးတာပေါ့နော်ပြီးလိုအပ်တာတွေပြည်ုံနေရှိခင်နဲ့ပြောပြရပါတယ်ပြီးတော့ဒီဝူကစစ်ပွဲအတွင်းမှာပဲသူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးခဲ့ဦးတယ်လို့ main story မှာပြောပြထားရှိတယ်ပေါ့နော်ဒီကစစ်ပွဲထဲမှာပဲသူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရတယ်ပြောပါတယ်အဲကြောင့်မလို့ပဲဒီဝူကဒီ data 4တွေကိုဝင်လာခဲ့တာပေါ့နော်မနက်ကြရင်တော့ကျွန်တော်ဗီဒီယိုရဲ့ story အကြောင်းကိုကျွန်တော်သိလောက်အသေးစိတ်ရှင်းပြပေးပါမယ်။ဒါမှမဟုတ်ပြန်တွေ့ကြပါဗျာ။ See you.